အားလုံးတော့ဒီဘဝမှာရှင်သန်ခြင်းစိတ်တောင်မရှိတော့အဲ့လိုအချိန်မှာပေါ့နော်ကျွန်တော်ကဘယ်လိုတရားမျိုးနာခဲ့လဲအဲ့လိုအခြေအနေမျိုးကဘယ်လိုလွတ်မြောက်ခဲ့လဲပေါ့နော်ဘယ်လိုစိတ်တွေတည်ငြိမ်အောင်ပြန်ထားခဲ့လဲဆိုတဲ့အကြောင်းအရာလေးကျွန်တော်မျှဝေပေးသွားမယ်နော်ဆိုတော့အဲ့လိုမျိုးဒုက္ခတွေရမ်းရောက်တဲ့အချိန်မှာကွာကုရမဲ့ကယ်ရမဲ့သိတယ်မလားပတ်စံနဲ့လည်းအကျွေးတွေတင်းနောက်တစ်ခုကဘယ်လိုပြောလဲဘဝမှာလည်းလုံးသမျှအလုံးကလည်းအစင်မပြေပေါ့နော်အဲ့ချိန်မှာကျွန်တော်တရားရေးစနာခါစကျွန်တော်ရှေ့မှာပြောခဲ့တယ်ဒီဓမ္မစီရီဆရာတော်ဥက္ကဋ္ဌနိုင်တရားရေးစနာခါစတခြားသောဆရာတော်ဖက်လည်းစနာခါစအဲ့ချိန်မှာလူကဘယ်လိုတိတ်ပြီးတော့မတည်ငြိမ်နိုင်သေးဘူးပေါ့နော်ကိုကလည်းဘယ်ဆရာတော်ဖက်ရတရားလိုက်နောက်နာမှမသိစောနာကပြောခဲ့ဆိုတော့တရားဘုဒ္ဓတာတွေရတယ်အစင်မပြေတဲ့အတွက်ကြောင့်မလို့တရားနာမှလည်းသိတယ်ဒါပေမဲ့ဘယ်တရားနာမှမသိအဲ့ချိန်မှာကျွန်တော်ဘာတရားတော့တွေ့မိလဲဆိုတော့ကျွန်တော်အဲ့ဒီမှာအလုပ်လုပ်တော့မနော်အလုပ်ကလုပ်ရသေးတယ်စိတ်ညစ်ပါတယ်ဆိုတော့အလုပ်ကနားလို့မရအောင်နိုင်ငံခြားမှာတော့စိတ်ညစ်တဲ့အချိန်မှာကျွန်တော်ကပြန်လာတဲ့အချိန်မှာပေါ့နော်ကျွန်တော်ကဒီအလုပ်သိမ်းလို့ပြန်လာတဲ့အချိန်မှာကျွန်တော်ဒီညနေရေမိုးချိုပြီးကျွန်တော်တို့နေတဲ့ကန့်ရဲ့ဘေးမှာဘာရှိလဲဆိုကျွန်တော်ဘောလုံးကြီးရှိတယ်အဲ့ဒီမှာကျွန်တော်ပတ်ပြီးလမ်းလျှောက်တယ်ပထမ်းရွတ်တယ်ရွံ့နေကျွန်တော်ပေါ့နော်ဒီ YouTube ကနေပြီးတော့တရားလေးရှိုင်းဘာသွားတွေ့လဲဆိုတော့ဒီဘယ်လိုပြောမလဲဘဝဖြောင်ချောင်းတစ်စီတစ်စောင်းဆိုတဲ့ဒီဘယ်လိုပြောမလဲဓမ္မဒုတအရှင်စေကိန္ဒရဲ့ဒီဘယ်လိုတရားကြီးသွားတွေ့တယ်အဲ့မှာဆို CD လိုက်ရှိတယ်အဲ့ဒီတရားကြီးကျွန်တော်စနာခါမှာလေတော်တော်ကောင်းတယ်ကျွန်တော်ဘယ်နှခေါက်မှန်းတော့မသိကျွန်တော်ထက်ကနာမိတယ်ဒါအခုကျွန်တော်ဗီဒီယိုကြည့်နေတဲ့ဒီမိတ်ဆွေတွေလည်းကိုအရန်စိတ်ညစ်တယ်ကွာလောကကြီးရှင်သန်ခြင်းစရာစိတ်လောက်တော့မရှိတော့ဘူးဆိုရင်ဒီဓမ္မဒုတအရှင်စေကိန္ဒရဲ့ဘယ်လိုဘဝဖြောင်ချောင်းတစ်စိတစ်စောင်းဆိုတဲ့တရားလေးကိုနားသိခြင်းတယ် YouTube မှာရှိတယ် CD လိုက်ရှိပါတယ်နော်ရှာကြည့်ပါဆိုတော့တော်တော်လေးကောင်းတယ်နော်ကျွန်တော်ဆိုအဲ့ဒါနာဘူးလေအများနဲ့စိတ်ညစ်တိုင်းပါလीအော်ဘဝဆိုတာဒါပါလားဗောနော်ဘလို့ကြော်ဖြတ်ရမလဲဆိုတဲ့စိတ်လေးတွေပြန်ပြီးတော့နည်းနည်းတည်ငြိမ်လာတယ်ဒါလူမနေအဲ့ဒါကျွန်တော်ညနေပြန်တိုင်းအဲ့တရားနားတယ်ဘလောက်တော့နားလဲဆိုအဲ့ထက်ခနားတယ်ဘောလုံးကွင်းထဲမှာကျွန်တော်တယောက်တည်းရှိတယ်ဘောလုံးကွင်းကိုပတ်ပြီးကျွန်တော်နော်တရားနာကျွန်တော်အဲ့လောက်ထိကျွန်တော်လုပ်ခဲ့တောင်းလို့ကျွန်တော်မိတ်ဆွေတွေအဓိကမျှဝေပေးလိုက်တာဖြစ်ပါတယ်နော်အဓိကကိုကဘာလဲဆိုတော့ဘဝမှာဗောနော်မရှင်တန်ခြင်းတော့စိတ်ညစ်နေရဆိုရင် YouTube မှာဗောနော်အဲ့ဒီဘဝဖြောင်ချောင်းတစ်စောင်းဆိုတဲ့ဓမ္မတူတာအရှင်စေကိန္ဒရဲ့တရားတွေကိုနားစေခြင်းပါတယ်ဟုတ်အားလုံးကျေးဇူးတင်ပါတယ်